Network 2.0 ကနေကြိုဆိုပါရစေကျွန်တော်တို့ Network 2.0 ဟာဆိုရင် site location ပြောင်းသွားရုံ area ပို့ချတဲ့အောင်လို့မဟုတ်ပါဘူး Foundation ကနေပြီးတော့ပထမဆုံးတိုင်ထောင်ဖို့အတွက်3လတိတိကြာခဲ့ပါတယ်ရာသီဥတုဘလောက်ပဲဆိုရနေပါစေဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကတော့စက္ကန့်နဲ့အမျှရွှေလျားနေစေပါဘာဝအမိုးအရေးအောင်မှာပင်ကြီးကိုလည်းဆက်လက်ထိန်းသိမ်းထားပြီးဒီနေရာလေးကိုလည်းအမြဲအမှတ်ရစေဖန်တီးထားပါတယ်ဒီနေရာစတင်ရွေးချယ်ကလေးကကျွန်တော်တို့ဥတီချက်ကတစ်ခုပါပဲတနေရာထဲမှာကားတွေကိုရေဘေးမိဘေးငလင်ဘေးတို့မှာကာကွယ်ထားပြီးအတွေ့အကြုံရင့်တန်ပြီးသားဒီဂျစ်တာများရဲ့လက်ရစားပစ်ပေးနိုင်တဲ့နေရာလေးတစ်ခုပေါ်ဆောင်ပြီးဆိုတဲ့ဥတီချက်ပါပဲခင်ရတဲ့ customer များကိုအကောင်းဆုံးသောဝန်ဆောင်မှုများပေးစွမ်းနိုင်ဖို့အတွက်အရေးသွေးပြည့်ပြီးနိုင်ငံတကာစံချိန်စံနှုန်းရှိ equipment များကိုသာရွေးချယ်ထားပါတယ်ဆောက်လုပ်ရေးပြီးဆုံးဖို့နီးလာလေးလေးအကောင်းဆုံးစားပစ်ပေးဖို့ကျွန်တော်တို့ရဲ့ရေခုံတန်းတွေညနာလေးလေးပါပဲစစ်မီပြတ်တော့ခြင်းတွေမှာတော့ဒီဂျစ်လေးစားပစ်များရွတ်တန့်သွားခြင်းမရှိစေဖို့အတွက်ဆိုလာပန်နယ်တွေကိုပြေဝတက်ဆင်ထားပါတယ်။ဒီစိတ်ကစားပြင်ဆင်ထားတာမို့ customer တွေစီရရရှိမဲ့စိတ်ပျော်ရွှင်မှုကကျွန်တော်တို့ရဲ့အလိုချင်ဆုံးပီတိပါပဲ။ချစ်ခင်ရတဲ့ customer တွေကိုယ်တိုင်ပြုစုပြောင်းထောင်ခဲ့တဲ့ network ဟာအခုချိန်မှာတော့ကောင်းမွန်စွာရှင်သန်ကြီးထားခွင့်ရတဲ့အတွက်ကျွန်တော်တို့ network မိသားစုမှာအမြဲကျေးဇူးတင်နေမိပါပါ။ Network 2.0 project ဟာဆိုရင်2025ဇွန်လတည်းကစတင်ခဲ့ပြီးမကြာခင်မှာပဲ PC ဖွင့်လိုက်တော့မှာပဲဖြစ်ပါတယ်။